ပိုင်းလေးရဲ့အစမှာတော့ဟင်းခတ်နေရင်သတိလစ်သွားခဲ့တဲ့စောင်းကြီးဟာသူမရင်းနှီးတဲ့ကဘာတစ်တစ်ခုရဲ့စိတ်ကူးရင်အာယုံနဲ့မျောပါသွားခဲ့ပါတယ်။စူးစမ်းလိုစိတ်ကြောင့်သူကသူ့ရဲ့ကုန်ခန်းနေတဲ့ခန္ဓာကိုယ်ကိုဆွဲခေါ်ပြီးအဲ့ဒီနယ်ပယ်ကိုလှည့်လည်စူးစမ်းမိပါတယ်။တစ်ပင်တစ်ပင်ရဲ့အောက်မှာတော့စောင်းကြီးဟာဆုံးပါသွားခဲ့ပြီဖြစ်တဲ့သူ့အဖေနဲ့ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ရှင်သူနဲ့တေသူတို့ရဲ့ရေရှည်ခွဲခွာခြင်းပြီးမှပြန်လည်ဆုံတွေ့ရတာကြောင့်တားဖတ်နှစ်ယောက်စလုံးဟာပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေအလွန်အမင်းရောပြွမ်းနေခဲ့ကြပါတယ်။စောင်းကြီးဟာသူ့အဖေရဲ့ရင်ခွင်ထဲတိုးဝင်ပြီးကလေးတစ်ယောက်လိုငိုကြွေးမိပါတယ်။အဖေဖြစ်သူကသူ့သားဟာခုဆိုရင်မပြတ်မသားဖြစ်ခဲ့တဲ့ကောင်လေးဘဝကနေကြီးပြင်းလာခဲ့ပြီးတော်ယုံတန်ယုံမဟုတ်တဲ့စဖို့မှုတစ်ယောက်ဖြစ်ပြောင်းလဲသွားတာကိုမြင်ရတဲ့အတွက်အလွန်ဝမ်းသာနေပါတယ်။အဖေဖြစ်သူကတစ်ဖက်ကလည်းစိတ်သက်သာရာရမိပါတယ်။စောင်းကြီးဟာအခုဆိုရင်သူ့ဖေရဲ့နေရာမှာမိသားစုကိုပခုံးပေါ်တင်ပြီးထမ်းပိုးနိုင်လောက်အောင်အရေးချင်းရှိနေပြီဖြစ်ပါတယ်။ရုတ်တရက်ကဘာကြီးကတာမန်မျက်စိနဲ့မြင်နိုင်တဲ့အရှိန်ဟုန်နဲ့ပြိုလဲပျက်စီးလာခဲ့ပါတယ်။အဖေဖြစ်သူကပြာရာခတ်လာခဲ့ပါတယ်။သူ့ရဲ့အချိန်တွေကုံဆုံးတော့မယ်ဆိုတာကိုသူသိပါတယ်။စောင်းကြီးရဲ့လက်ကိုဆွဲပြီးဒီလိုအနေရရှိတဲ့နေရာစီနောက်ဘယ်တော့မှမလာဖို့သူကတတိပေးပါတယ်။ပြီးတော့သူ့သားကိုဟင်းချက်စနစ်အပေါ်အလွန်မင်းမမိခိုးဖို့လည်းသူကအကြံပေးပါတယ်။အဖေဖြစ်သူကစောင်းကြီးစီအမဲသားရေညှိဟင်းရီတပကံကမ်းပေးလိုက်ပါတယ်။အဖေဖြစ်သူကဟင်းရီကိုမြ мян တောက်ချဖို့သူ့ကိုတိုက်တွန်းပါတယ်။စောင်းကြီးကသူ့ဖေကိုစွန့်ပစ်မသွားချင်ပါဘူး။ဒါပေမဲ့အဖေဖြစ်သူကအကယ်၍သူပြန်မသွားရင်သူ့မိနဲ့ညီမလေးတို့ဟာနှလုံးကြေကွဲရလိမ့်မယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့စောင်းကြီးဟာနားထောင်ယုံပဲတက်နိုင်ခဲ့ပြီးအသက်ပြန်သွင်းတဲ့ဟင်းရီရဲ့နောက်ဆုံးတစ်ဆက်အထိအကုန်တောက်ချလိုက်ပါတယ်။ဒီကျေးဇူးကြောင့်သူဟာကျမ်းမာရေးပြန်လဲကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။သူတတိပြန်ရလာတာကိုမြင်တော့ဆရာဝန်ကလည်းအလွန်အမင်းမစိုးရိမ်တော့ပါဘူး။ယာရင်ကလည်းစောင်းကြီးစီလာရောက်ကြည့်ရှုပါတယ်။သူဟာတခါတရံမှာခွန်အားတွေပောက်ကွဲထွက်နေတတ်ပြီးတခါတရံမှာတော့ခွန်အားတွေလုံးဝကုန်ခန်းနေတတ်ပါတယ်။သူမကစောင်းကြီးကိုတက်တာရဲ့လားလို့ဂရုတစိုက်မေးမြန်းပါတယ်။စောင်းကြီးကသူအစဉ်ပြေကြောင်းနဲ့အနားယူပြီးတဲ့နောက်သူ့ရဲ့ကျမ်းမာရေးကတိတိတသာပြန်လဲကောင်းမွန်လာကြောင်းပြောပါတယ်။ယာရင်ကစောင်းကြီးကိုသူချက်ပြုတ်ခဲ့တဲ့အစားအသောက်ကိုစားပြီးတဲ့နောက်အားလုံးယူသွကုန်ကြတဲ့အကြောင်းပြောပြပါတယ်။အစပိုင်းမှာလွတ်တော်မတ်ဟာပေါ်ခက်ညီစော်နန်တဲ့အနံ့ကိုတတိထားမိတာကြောင့်သူ့ရဲ့ဒူကိုတောင်မကန်ရဲခဲ့ပါဘူး။ဒါပေမဲ့လူတိုင်းကသူ့ကိုကြည့်နေပြီးမီဒီယာတွေကလည်းမှတ်တမ်းတင်နေတာကြောင့်လွတ်တော်မတ်ဟာနောက်ဆုံးမှာမျက်စိမိတ်နှာခေါင်းပိတ်ပြီးပေါ်လော့တတုံးကိုမြည်ဆန်းကြည့်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာအဲ့ဒီရတာအပေါ်လုံးဝကိုစိတ်လှုပ်ရှားယူသွသွားခဲ့ရပါတယ်။လွတ်တော်မတ်ကဒီပေါ်ခင်းလျာကိုစားပြီးလူတိုင်းထမင်းအိုးကိုပြောင်စင်အောင်ရှာနဲ့ရက်မိစေခဲ့တာကြောင့်ပကံတောင်ဆေးစရာမလိုတော့ဘူးလို့ဟာတာနော်ပြီးပြောခဲ့ပါတယ်။လွတ်တော်မတ်ပြောတာကိုကြားတော့အခြားလူအားလုံးလည်းဟင်းလျာကိုစက်တင်ပြီးစမ်းကြပါတယ်။သူတို့အားလုံးဟာစောင်းကြီးချက်ပြုတ်တဲ့ပေါ်နဲ့ခရမ်းချင်ဒီဆော့စ်အရသာရဲ့ဖန်ဆားခြင်းကိုလုံးဝခံလိုက်ကြရပါတယ်။စောင်းကြီးရဲ့ဟင်းချက်စွမ်းရည်ကျေးဇူးကြောင့်တတက်ခွဲလုံးဂုံယူဝင့်ကြွားနေကြပါတယ်။စစ်ပတ်ဆိုင်ရာအကြီးအကဲကိုယ်တိုင်လည်းတောင်ဟွန်နဲ့စောင်းကြီးကိုကိုယ်တိုင်ချီးကျူးစကားပြောကြခဲ့ပါတယ်။ဒီလိုဂုံပုတ်တွေကိုစီးမျောပြီးတောင်ဟွန်ဟာအလွန်ဝမ်းသာလုံးလို့သူ့ရဲ့မျက်နှာဟာမိုးပေါ်အထိမောတက်နေပါတယ်။စောင်းကြီးကအကြီးအကဲကိုသူဟာသူ့ရဲ့အသက်နဲ့လဲပြီးဟင်းချက်သွားမှာဖြစ်ကြောင်းကတိပေးပါတယ်။စစ်သားတွေနိုင်ငံတော်ကိုကာကွယ်ဖို့ခွန်အားတွေရရှိစေရန်အတွက်အကောင်းဆုံးအရသာရှိတဲ့ဟင်းလျာတွေကိုသူတေချာပေါက်တည်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ယာရင်ကတက်မမှုကိုမကြသေးခင်ကကန်တင်းနဲ့ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့အရှုပ်တော်ပုံတွေဟာစဖို့မှုတွေရဲ့ဟင်းချက်စွမ်းရည်ညံပြင်းလို့မဟုတ်ပဲထောက်ပို့ဘက်ကတည်ဆောင်လာတဲ့ပါဝင်ပစ္စည်းတွေကအရေးသွေးမပြည့်မီတာကြောင့်ဖြစ်နိုင်ကြောင်းပြောပြပါတယ်။စောင်းကြီးကလည်းသူတို့ကိုပို့ပေးလာတဲ့ဥတွေအကုန်လုံးကပုံနေတဲ့အကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ပတ်ကြုံကပို့ပေးလာတဲ့သူကိုအကြောင်းကြားပြီးသူတို့စီကနေရှင်းလင်းချက်တောင်းဆိုသွားမယ်လို့ပြောပါတယ်။အဲ့ဒါပြီးတဲ့နောက်ပတ်ကြုံကစောင်းကြီးကိုအလွန်ထက်တဲ့ဓာမကြီးတစ်လက်ဆောင်ပေးပါတယ်။စောင်းကြီးဟာအဲ့ဒီဓာကိုရရှိတဲ့အတွက်အလွန်ဝမ်းသာနေပါတယ်။မွန်းတဲ့ချိန်မှာတက်မမှုကလူတွေကိုအရေးပြောကြမ်းမတက်ဖြစ်စေတဲ့ပြင်းထန်တဲ့နွေရာသီရဲ့အပူချိန်ကြားထဲမှာအသားကင်စားခြင်းကြောင်းပြောပါတယ်။တောင်ဟွန်ကမိခိုးတွေကြောင့်မျက်နှာတစ်ခုလုံးနီမြန်းနေပေမဲ့လည်းအသားကင်ဖို့အတွက်ပင်ပန်းပန်းအလုပ်လုပ်နေပါတယ်။သူ့ရဲ့အသားကင်ကတော့တကယ့်ကိုပုံပြက်နေပါတယ်။အသားကင်ကိုယူလာပေမဲ့ဘယ်သူမှမထိချင်ကြပါဘူး။အသားကင်ကိုအကြာကြီးစောင့်ဆိုင်ခဲ့ရတာကြောင့်ခြာယုံကစောင်းကြီးကိုလန့်ခေါ်ပြီးစူပူချိန်မောင်းနေပါတယ်။တကယ်တော့စောင်းကြီးကိုအပြစ်တင်လို့မရပါဘူး။တောင်ဟွန်အသားကင်တာတော်တော်လေးနေလို့ဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်အဖွဲ့တစ်ခုလုံးဟာညံ့တဲ့အထိအသားကင်တတုံးတောင်ဘိုက်ထဲရောက်မှာမဟုတ်ပါဘူး။စောင်းကြီးကအသားကင်တဲ့တာဝန်ကိုသူ့ကိုလွှဲပေးဖို့တောင်ဟွန်ကိုတွားရောက်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့တာဝန်ကနေတက်တာရပြီဆိုတာကိုကြားတော့တောင်ဟွန်ဟာရွှေရင်းကြီးရှာတွေ့သွားသလိုဝမ်းသာသွားခဲ့ရပါတယ်။စနစ်ကပေးအပ်တဲ့ကျွမ်းကျင်မှုတွေကိုအားကိုးပြီးစောင်းကြီးအသားကိုစတင်กินပါတယ်။သူဟာတစ်ချိန်နဲ့အသားกินတာတောင်ဟွန်กินတာထက်နှစ်ဆတောင်ရှိပါတယ်။စောင်းကြီးကအပူချိန်နဲ့ကြာချိန်ကိုကွက်တိဖြစ်အောင်တွက်ချက်ပြီးအသားကိုပြန်လည်ပါတယ်။သူกินထားတဲ့အသားကလှပပြီးတည်ကြစရာရွှေအိုရောင်တန်းနေပါတယ်။ဟင်းလျာကိုတက်မမှုရှိမှတီခင်းလိုက်ပါတယ်။တောင်ဟွန်ရဲ့အသားကင်နဲ့နှိုင်းရှင်ကြည့်လိုက်တဲ့အခါစီနဲ့ရေလိုကွာခြားနေပါတယ်
ဒါဟာနှိုင်းရှင်ချင်းကနာကျင်မှုကိုပဲတည်ဆောင်လာတယ်ဆိုတဲ့ပြီးပြည့်စုံတဲ့ဥပမာပဲဖြစ်ပါတယ်။ဟန်ကိုကတက်မမှုအတွက်အသားကင်တတုံးကိုဆက်လက်ရွက်နဲ့လိပ်ပေးပါတယ်။ဒီအပြုမူကပလီပလာနိုင်လုံးလာတာကြောင့်တက်မမှုကညှင်းပယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါပြီးချင်းမှာပဲတက်မမှုဟာမင်းဟိုလို့အမိရတဲ့စစ်သားတဦးကခွင့်ကျွေးရဲ့အသားကင်ကိုတော့ပျော်ရွှင်စွာစားသုံးခဲ့တာကြောင့်ဟန်ကိုဟာအလွန်မင်းစိတ်နာကျင်ရပြီးစွန့်ပစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်။တက်မမှုဟာအသားကင်ရဲ့ထူးကဲလာတဲ့အရသာရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။သူဟာနူးညံ့ပြီးအရီရွှမ်းတဲ့အသားကင်ရဲ့အရသာကြားထဲမှာရေကူးနေတဲ့ရေသူမတစ်ကောင်လိုခံစားလိုက်ရတာဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့နောက်ပတ်ကြုံကလည်းအသားကင်တတုံးကိုအမြင်မီးစမ်းကြည့်ပါတယ်။မကြာခင်မှာပဲသူဟာကနေရေသူမတက်မတော်ကြီးရဲ့ပူးပေါင်းပါဝင်သွားခဲ့ရပါတယ်။တင်းကျပ်လာတဲ့ခြာယုံကိုယ်တိုင်လည်းစောင်းကြီးရဲ့အသားကင်အပေါ်လုံးဝညှို့ဆင်းသွားခဲ့ရပါတယ်။စစ်သားတွေရဲ့ကြီးမားတဲ့ကျေနပ်မှုကိုမြင်တွေ့ရတဲ့အတွက်စောင်းကြီးအလွန်ဝမ်းသာမိပါတယ်။စက်ဖို့မှုတယောက်ရဲ့အကြီးမားဆုံးပျော်ရွှင်မှုကတော့သူတို့ရဲ့အစားအသောက်ကိုစားသုံးသူများပြားကလက်ခံနှစ်သက်ကြတာပဲဖြစ်ပါတယ်။တက်မမှုကစားတောက်ပွဲကိုဒါထက်ပိုပြီးကြာရှည်စေခြင်းပေမဲ့ယာရင်ကဧည့်သည်တွေကိုပြန်ဖို့အမိန့်ပေးလိုက်ပါတယ်။သူမကစောင်းကြီးနဲ့တောင်ဟွန်တို့ဟာလူတိုင်းအတွက်အသားကင်ပေးရလို့ပင်ပန်းနေပြီဖြစ်တာကြောင့်သူတို့ကိုလည်းအနားယူပြီးခွန်အားပြန်ဖြည့်ခွင့်ပေးတင်ကြောင်းပြောပါတယ်။ယာရင်ရဲ့စရိုက်ကအလွန်မင်းရိုးသားဖြောင့်မတ်ပြီးသူမရဲ့စကားလုံးတွေကအထက်လူကြီးတွေကိုစိတ်နှောက်ယှက်ဖြစ်စေမလားဆိုတာသူမဂရုမစိုက်ပါဘူး။တက်မမှုကအသားကင်အတွက်စောင်းကြီးကိုချီးကျူးပါတယ်။သူကအခွင့်ရေးရရင်သူတို့ရဲ့အစားအသောက်ကိုလာပြီးအလာကားနိုင်စားဦးမှာဖြစ်ကြောင်းပြောပါတယ်။တောင်ဟွန်ကတက်မမှုဟာအစားအသောက်မှာတော်တော်လေးစီစားကြောင်တဲ့သူဖြစ်ကြောင်းစောင်းကြီးကိုပြောပြပါတယ်။ပုံမှန်အားဖြင့်သူဟာစဖို့မှုကြီးလီဟိုယန်းချက်ပြုတ်တဲ့အစားအသောက်တွေကိုပဲစားလေ့ရှိတာဖြစ်ပါတယ်။ညနေပိုင်းမှာတက်မမှုကလူတိုင်းကိုပျော်ရွှင်စွာစားသုံးနိုင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်စဖို့မှုကိုဟင်းချက်ခိုင်းပြီးဖိတ်ခေါ်ပါတယ်။ဟွန်ဟိုကအာဘလိုနီတတုံးကိုစားပြီးအံ့ဩချီးကျူးမိပါတယ်။ဒီအာဘလိုနီဟင်းလျာကအလွန်နူးညံ့ချောမွေ့လုံးလာတာကြောင့်နှကန်းနဲ့ထိတာနဲ့ဝမ်းပိုက်ထဲအထိရှော့ကနဲ့ရောက်ရှိသွားတာဖြစ်ပါတယ်။မင်းကူကလည်းတက်မမှုနဲ့ယာရင်စီအရက်ကိုတက်ကြွစွာလောင်းထည့်ပေးပါတယ်။လူတိုင်းစကားဆက်မီပြောဆိုနေကြပြီးအလွန်နှွေးထွေးပြီးပျော်ရွှင်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။နောက်ပိုင်းမှာတက်မမှုကစောင်းကြီးကိုစစ်သားကောင်စီပြောင်းရွှေ့တော့မှာဖြစ်ကြောင်းကြေညာပါတယ်။အဲ့ဒါကစောင်းကြီးအတွက်အလွန်တင့်တော်တဲ့ပတ်ဝန်းကျင်ကောင်းဖြစ်လိမ့်မယ်လို့သူကယုံကြည်နေတာဖြစ်ပါတယ်။ယာရင်ကအဲ့ဒီဆုံးဖြတ်ချက်ကိုသဘောမတူပဲညှဉ်းဆန်ခဲ့ပြီးဟန်ကိုကသူမရဲ့ပါဇက်ကိုပိတ်ဖို့ကြိုးစားပါတယ်။သူကယာရင်တက်မမှုကိုစိတ်နှောက်ယှက်ဖြစ်စေမဲ့စကားလုံးတွေပြောမှာကိုမလိုလားလို့ဖြစ်ပါတယ်။ဒါပေမဲ့ယာရင်ကတော့စောင်းကြီးကိုကာကွယ်ဖို့အတွက်တနိဋ္ဌာန်ချထားစေဖြစ်ပါတယ်။သူမတက်မမှုကိုပြန်ပြောရဲတာကိုမြင်တော့မူးနစ်စိတ်မသက်မသာဖြစ်သွားခဲ့ရပါတယ်။သူကယာရင်ဟာဗိုလ်ချုပ်ကြီးမင်းရဲ့ဂုံပုတ်ကိုအလွဲသုံးစားလုပ်ပြီးအလွန်မင်းမောက်မာနေရလို့ထင်မြင်နေပါတယ်။ယာရင်ဟာဒေါသအိုးပောက်ကွဲသွားခဲ့ရပါတယ်။သူမအိမ်သားထဲကိုပြေးဝင်သွားပြီးအပြင်းထန်အန်ချပစ်လိုက်ပါတယ်။သူမကသူမရဲ့တငယ်ချင်းကိုတတိယမိပြီးဘလို့ခက်ခဲနေတဲ့ကြုံတွေ့ရပါစေသူမဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူးလို့ကိုပြောနေပါတယ်။အိမ်သားထဲကထွက်လာတဲ့အခါယာရင်ဟာသူမကိုစောင့်ဆိုင်နေတဲ့မင်းကူနဲ့တိုးခဲ့ပါတယ်။မင်းကူကယာရင်ကိုတယောနေပါတယ်။ယာရင်ကတော့ဒီလိုတင်းဖြင်းပြောတတ်တဲ့အမျိုးသားကိုဖက်ပြိုင်လို့မနေပါဘူး။မနက်ပိုင်းမှာစောင်းကြီးနဲ့တောင်ဟွန်တို့ဟာထောက်ဖို့ကတည်ဆောင်လာတဲ့ပစ္စည်းတွေကိုလက်ခံရရှိကြပါတယ်။ဒီတစ်ခေါက်တည်ဆောင်လာတဲ့ကုန်ပစ္စည်းတွေကလည်းအရေးသွေးညံ့နေစေဖြစ်ကြောင်းမမျှော်လင့်ပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။တောင်ဟွန်ကစောင်းကြီးကိုဒီကိစ္စကိုအကြီးအကျယ်မလုပ်ဖို့အကြံပေးပါတယ်။သူတို့ဒီကိုလာတာကပိုက်ဆံရှာဖို့ဖြစ်ပြီးပြဿနာရှာဖို့မဟုတ်ဘူးလို့ဆိုပါတယ်။ယာရင်ကအားလုံးကိုကြားဖြတ်နားထောင်မိသွားပါတယ်။သူမှလျှောက်လန်းလာခဲ့ပြီးပစ္စည်းပို့တဲ့အမျိုးသားကိုပြင်းထန်စွာစူပူချိန်မောင်းလိုက်ပါတယ်။အစပိုင်းမှာပစ္စည်းပို့သူကပေးရတဲ့ဈေးနဲ့ရတဲ့ပစ္စည်းကတန်ပါတယ်ဆိုပြီးစင်ကြေပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ယာရင်ကတော့အလွန်ပြတ်သားနေစေဖြစ်ပါတယ်။အကယ်၍ပါဝင်ပစ္စည်းတွေရဲ့အည်သွေးကတိုးတက်မလာရင်ထောက်ပံ့သူကိုပြောင်းလဲပစ်မယ်လို့သူမကချိန်ချောက်လိုက်ပါတယ်။တောင်ဟွန်ဟာသူ့ရဲ့အလုပ်ပေါ်တာဝန်မဲ့မှုကြောင့်ယာရင်စီကနေပြင်းထန်စွာစူပူခြင်းခံလိုက်ရပါတယ်။သူကပြဿနာကိုရှောင်လွှဲချင်တာကြောင့်အည်သွေးညံ့တဲ့ပါဝင်ပစ္စည်းတွေရဲ့ကိစ္စကိုလုံးဝဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။စောင်းကြီးတယောက်တည်းသာရှိုးဝှက်ချက်မရှိဘဲပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။စောင်းကြီးဟာနောက်ပိုင်းမှာစစ်သားတွေအတွက်တင့်တော်တဲ့ထမင်းတနက်ချက်ပြုတ်ပေးနိုင်ဖို့အတွက်အညောက်ပေါက်ပြီးပျက်စီးနေတဲ့ဟင်းသီးဟင်းရဲပုံကြီးကိုပြုပြင်ဆင်ဖို့သူ့ရဲ့စွမ်းရည်တွေကိုအသုံးပြုဖို့ကြိုးစားပါတယ်။နောက်ပိုင်းမှာစီဟာသူ့ရဲ့ပစ္စည်းတင်တဲ့ကားကိုမောင်းပြီးတက်ခွဲစီရောက်လာခဲ့ပါတယ်။သူလာတဲ့အခြားချိန်တွေတုန်းကတော့စစ်သားတွေကသူ့ရဲ့ပစ္စည်းတွေကိုအလူအယက်အားပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်ကတော့မတူပါဘူး။သူ့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်သူမှအာရုံမစိုက်ကြပါဘူး။ပတ်ကြုံကအခုဆိုရင်ကန်ထဲမှာအရသာရှိတဲ့အစားအသောက်တွေကိုချက်ပြုတ်နေပြီဖြစ်တာကြောင့်စစ်သားတွေအနေနဲ့မုံတွေဝယ်စားဖို့ပိုက်ဆံသုံးစရာမလိုတော့ကြောင်းစီကိုပြောပြပါတယ်။စီကဒါကိုမယုံကြည်တာကိုမြင်တော့ပတ်ကြုံကသူ့ကိုကန်တင်းစီပါကိုယ်တိုင်ခေါ်သွားခဲ့ပါတယ်။မုံတယ်ကစောင်းကြီးချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုကြည့်ပြီးတန်တရားဝင်နေမိပါတယ်။
ဒီဟင်းလျာတွေကဘာတွေများအဲ့ဒီလောက်တောင်အရသာရှိလို့စစ်သားတွေဒီလောက်ထိဆွဲလန်းနေရပြီးသူ့ရဲ့ဝင်ငွေကိုထိခိုက်စေတာလဲဆိုတာသူသိကျင်နေမိပါတယ်ဒါပေမဲ့စီကစောင်းကြည့်ချက်ပြုတ်တဲ့အစားအသောက်ကိုစားလိုက်ရတဲ့အချိန်မှာတော့သူ့ဖြေကိုရှာတွေ့သွားခဲ့ရပါတယ်အစားအသောက်ကအလွန်ရသာရှိလွန်းလာတာကြောင့်စီဟာစိတ်ကူးရင်အာယုံနဲ့ကြာရောက်သွားသလိုမျိုးခံစားလိုက်ရပါတယ်အဲ့ဒီနေရာမှာသူဟာဘောလုံးပွဲတစ်ခုမှာပါဝင်ဆင်နွှဲနေတာကိုမြင်တွေ့ရပါတယ်သူကပြန်ပဲ့ရခံစစ်ကိုတိုက်စစ်ဆင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့ဂိုးသမားစောင်းကြည့်ရဲ့အရှိမှာတော့နာကျင်စရာကောင်းတဲ့ရှုံးနိမ့်မှုကိုခံလိုက်ရတာဖြစ်ပါတယ်မကြသေးခင်ကဝင်ငွေတွေဆုံးရှုံးခဲ့ရတဲ့ဒေါ်ကြီးတောင်အန်လဲကန်တင်းစီရောက်လာခဲ့ပါတယ်သူမကစောင်းကြည့်ချက်ပြုတ်တဲ့အစားအသောက်ထဲမှာလူတိုင်းကိုဆွဲလန်းစေမဲ့စေဒါမှမဟုတ်မူရစ်စေးတစ်မျိုးမျိုးခတ်ထားတယ်လို့တန်တရားဝင်နေမိရတယ်ဒါပေမဲ့သူမကိုယ်တိုင်မြည်စမ်းကြည့်လိုက်တဲ့အချိန်မှာတော့အတော်ကြီးတောင်အန်ကိုယ်တိုင်လဲလိုလိုလားလားနဲ့အဲ့ဒီအစားအသောက်ရဲ့ဆွဲလန်းသူတစ်ယောက်ဖြစ်သွားခဲ့ရပါတယ်မကြသေးခင်ကလူတိုင်းရဲ့နှစ်သက်မှုရမှတ်တွေမြင့်တက်လာတဲ့အပြင်သူ့ရဲ့မဆုံးမနစ်စ조사အားထုတ်မှုကြောင့်စောင်းကြည်ဟာနှစ်ဆင့်ဆက်တိုက်တိုးတက်လာခဲ့ပါတယ်အခုဆိုရင်သူ့ရဲ့ဓာတ်ကင်တဲ့စကေးကအဆင့်9စီရောက်ရှိသွားခဲ့ပါပြီသူ့ရဲ့ဓာတ်ကျွမ်းကျင်မှုဟာအထွတ်ထိပ်တခင်ကြီးအဆင့်စီရောက်ရှိသွားပြီလို့ပြောနိုင်ပါတယ်ညနေပိုင်းမှာတောင်ဟွန်ကသူဟာအိမ်ပြန်ဖို့အတွက်ခွင့်ယူတော့မှာဖြစ်ကြောင်းသူ့ရဲ့ဆွေမျိုးမိတ်ဆွေတွေကိုပျော်ရွှင်စွာအကြောင်းကြားပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာလူတိုင်းကအလုရှုံနေကြတာကြောင့်တောင်ဟွန်အလွန်ဝမ်းနေပြီးစိတ်ပြတ်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာပဲပတ်ကြုံနဲ့ဟွန်ဟိုတို့ကသူ့အကြောင်းအတင်းပြောနေကြတာကိုကြားလိုက်ရတာကြောင့်သူပိုပြီးဝမ်းနေသွားရပါတယ်သူတို့ကသူ့ကိုဟင်းချက်အလွန်ညံ့တဲ့စဖို့မှုတစ်ယောက်ဖြစ်ပြစ်တင်ဝေဖန်ကြပါတယ်သူတို့နှစ်ယောက်စလုံးကတောင်ဟွန်ဟာစောင်းကြည်ရဲ့ဂုံပုံးနောက်ွယ်ကနေပဲအကျိုးမြတ်ခံစားနေရတာဖြစ်ကြောင်းစော်ကားမော်ကားပြောဆိုကြပါတယ်တောင်ဟွန်အလွန်မင်းဝမ်းနေသွားခဲ့ရပြီးသူ့ရဲ့စိတ်ခံစားချက်ကအောက်ဆုံးထိကျဆင်းသွားကမိဖို့ကြောင့်စီပြန်လာခဲ့ပါတယ်သူငိုနေတာလူတွေမသိအောင်လို့ကြက်တုံနီတွေကိုလိဖြတ်နေပြီးဟန်ဆောင်နေပါတယ်တောင်ဟွန်ကစိတ်ညစ်နေပြီးသူ့အဲ့လိုစိတ်ညစ်တိုင်းဘေးကလူတွေပါစိတ်ညစ်ရပါတယ်စောင်းကြည်ကဘာမှမလုပ်ခဲ့ပေမဲ့လည်းသူကစောင်းကြည်ကိုစူပူချိန်မောင်းပါတယ်အဲ့ဒီနောက်မူနစ်ကစောင်းကြည်ကိုခေါင်းဆောင်ရဲ့ရုံးခန်းစီလာခေါ်ဖို့အပြေးလွှာရောက်လာတဲ့အချိန်မှာတောင်ဟွန်ကသူ့ရဲ့ဒေါသတွေကိုမူနစ်အပေါ်မှာပုံချပစ်လိုက်ပါတယ်တောင်ဟွန်ရဲ့ရုတ်တရက်အမူအရာပြောင်းလဲသွားမှုကြောင့်အားလုံးလုံးဝကြောင်သွားကြရပါတယ်လမ်းတိုင်းလျှောက်လန်းနေုံမှာပဲတစုံတစ်ယောက်ကစောင်းကြည်ရဲ့နာမည်ကိုရုတ်တရက်လှမ်းခေါ်လိုက်ပါတယ်လှပတဲ့မိန်းကလေးတစ်ယောက်ဟာသူ့စီကိုအပြေးလွှာရောက်လာခဲ့ပါတယ်အဲ့ဒီမိန်းကလေးရဲ့အလှပကအားလုံးကငေးမောသွားကြရပါတယ်သူမကစောင်းကြည်ကိုပလိန်ကြီးအားရပါရဝင်ဖက်လိုက်တာပါအဲ့ဒီအချိန်မှာပဲစောင်းကြည်တယောက်လေပေါ်မှာလွင့်နေပါတယ်ဒီလိုနဲ့ပဲအပိုင်းလေးကတော့ပြီးဆုံးသွားခဲ့ပါတယ်ဒီမိန်းကလေးကဘယ်သူလဲစောင်းကြည်ရဲ့လက်ရာကြောင့်ဘသူတွေကယူသွားကြအောင်မလဲဆိုတာကြံရှိရဲ့အပိုင်းတွေမှာဆက်လက်စောင့်မျှော်အားပေးကြပါဦး